အတီးရွက်ဟင်းပွဲလေးလည်းလုပ်ပါအောင်ကွာလို့ပြောတဲ့မိတ်ဆွေတွေဒီနေ့ကိုက်ခယူလုပ်ပါမယ်ကိုက်လန်ခယူစီပါကိုက်လန်ရဲ့အယိုးကရင်းတဲ့ဟာတွေကိုဖယ်ထားပါပြီးတော့ရေဆေးမယ်ပြီးတော့အပင်လိုက်ရေနွေးထဲမှာစားနေနဲ့ထည့်ပြီးတော့9မိနစ်ပြုတ်ပါမယ်အပင်လိုက်ထဲမှာပြန်စီတဲ့အခါပိုလှမယ်ပိုလွယ်မယ်ပြီးတော့ရေအေးလေးနဲ့စိမ်ထားမယ်ပြီးတော့အဲ့ရေတွေကိုပြောင်းအောင်ထပ်ပြီးတော့ညှစ်ပေးရမယ်ပြီးတော့သူ့ဟာသူအစင်လိုက်လေးခုတ်ပြီးတော့ပကံထဲမှာစီထားလိုက်ထောပတ်နဲ့စီလေးနဲ့ထည့်ပြီးတော့ကြက်သွန်ဖြူကိုကျွတ်အောင်ကြော်ပေးရမယ်ကြက်သွန်ဖြူကျွတ်ရင်စီစစ်ထားလိုက်ပြီးတော့ဂျင်းအမြင်ကိုမွေးတဲ့အထိလှိမ့်ပေးရမယ်ဂျင်းလေးမွေးလာပြီဆိုရင်ခရုစီထည့်မယ်ပြီးတော့အရသာအစုံပါတဲ့ဒီနုံနုံပဲငံပြားရည်ထည့်မယ်အယိုးပြုတ်ရည်ထည့်မယ်အယိုးပြုတ်ရည်မရှိရင်ရေထည့်ပါပြီးတော့ခုနကြော်တဲ့ကြက်သွန်ဖြူတဝက်ကိုထည့်မွေမယ်အရသာမီးမယ်အချိုကျရင်တကြားနဲ့ထပ်ထည့်လိုက်ပြီးတော့ငရုတ်ကောင်းလေးပေါက်ပြီးတော့ကစုံရွက်ပေါ်လေးကိုလောင်းလိုက်မယ်ဆိုရင်မရသေးပါဘူးအပေါ်ကနေကြက်သွန်ဖြူကြော်လေးတွေထပ်ဖြူပေးရပါမယ်လုံးဝလမ်းပြီ